ဒီလိုမျိုးအရွယ်စားလေးပြပါတယ်ကဲအလောက်ကြီးအောင်ပေါ့နော်အညွတ်ပြကြလာနော်ဒါတော့အညွတ်အထက်မှာဒီမင်းစားနဲ့စုံပေါ့နော်ဒါတော့ဒီမင်းစားနဲ့စုံကိုအညွတ်အထက်မှာခွာပေးလိုက်ပါပေါ့နော်အလောက်ကြီးလာမယ်နော်ဒီမှာခွာပေးလိုက်ပါနော်ဒီစတဲ့ငယ်ချင်းလေးနော်ခွာပေးလိုက်မယ်အလောက်ကြီးအောင်ပေါ့နော်တွေ့ကြလားနော်အဲ့တော့ညွတ်ထဲမှာနော်ထောက်လိုက်ပေါ့နော်တွေ့ကြလားနော်အလောက်လေးကြီးလာမယ်နော်ကျွန်တော်မဲ့စတဲ့ငယ်ချင်းတွေဒီလိုမျိုးပေါ့နော်ကြီးမလာဘူးဆိုရင်တော့ပြန်ထည့်လို့ရပါတယ်နော်ဒီမျိုးပြန်ထည့်လို့ရပါတယ်မဲ့စတဲ့ငယ်ချင်းတွေနော်ကြည့်လိုက်ပြန်ထည့်လိုက်ဦးမယ်တွေ့ကြလားနော်ဒါတော့နာနာသည်ဒီလိုမျိုးအရွယ်စားလေးပေါ့နော်လှုပ်လို့ရပါပြီနော်ဒီလိုမျိုးအရွယ်စားလေးဘူးဆိုရင်တော့နော်ပြန်လောက်ကြည့်ပါနော်ကျွန်တော်မဲ့ဆက်တဲ့ငယ်ချင်းတွေဝါသနာပါတဲ့သူတွေပေါ့နော်နာနာပင်ကိုအသီးခူပြတဲ့အခါမှာကြောင်နဲ့အပင်တွေကိုဒါနဲ့ဖြတ်ပေးလိုက်ပါနော်ကျွန်တော်မဲ့ဆက်တဲ့ငယ်ချင်းတွေကဲကျွန်တော်မဲ့ဆက်တဲ့ငယ်ချင်းတွေဒါတော့အသီးခူပြလိုက်တဲ့အချိန်မှာအငုတ်တုကိုဖြတ်လိုက်ပြီးတော့ဒီလိုမျိုးပုံစံလေးပြန်တက်လာမှာဖြစ်ပါတယ်နော်ဒီလိုမျိုးပြတ်တဲလာပြီးဆိုအပင်လေးတွေပြတ်တဲလာပြီးဆိုတော့အားလည်းစီးပါတယ်နော်အလောက်လည်းကြီးပါတယ်နော်အသီးလေးအလောက်လည်းကြီးပါတယ်နော်အပင်လည်းအဆင်ပြေပါတယ်နော်ကျွန်တော်မဆက်တဲ့ငယ်ချင်းတွေအပင်ခူပီလိုက်တဲ့အခါမှာအပင်နဲ့မခုတ်ပေးဘူးဆိုရင်ဒီလိုမျိုးပြတ်တဲလာမှာဖြစ်ပါတယ်ဒီအပင်လေးကိုဖြတ်ပေးလိုက်ပါနော်ဖြတ်ပေးမယ်ဆိုရင်တော့မြေကြီးနဲ့အနီးဆုံးဖြတ်ပေးလိုက်ပါမဆက်တဲ့ငယ်ချင်းတွေနော်ဒီလားပေါ့နော်ဆက်လိုက်ပြီးနော်ဒါတော့ကျွန်တော်မစတဲ့ချင်းနေနာပင်ကိုမြေကြီးနဲ့အနီးဆုံးဖြတ်ပြလိုက်မယ်ဆိုရင်အပင်ဆိုရင်တော့အားလည်းစီးပါတယ်နော်ဒီပေါ်ဆောင်လေးပေါ့နော်ဒီလိုပေါ်ဆောင်လေးတက်လာမယ်ဆိုရင်တော့အားလည်းပိုစီးပါတယ်နော်ဒီလေးတွေကိုအလောက်တွေကြီးအောင်အသီးတွေကြီးအောင်ဖြည့်ပြီးတော့ပြန်ခွဲဆက်လို့ရပါတယ်ကဲကျွန်တော်ရဲ့မစစ်တဲ့ငယ်ချင်းလေးကျွန်တော်ဖြတ်ပြလိုက်မယ်နော်ကဲပြီးတော့ဒီမျိုးပါလိုက်ပေါ့နော်ဒါတော့ဒီလိုပေါ့နော်ဒါတော့ပြန်ခွဲဆက်လို့ရပါတယ်နော်မစစ်တဲ့ငယ်ချင်းလေးဒါတော့ဒီတော့တော့ပြင်ပြပါတယ်ကြံတဲ့အတူလေးတွေကတော့ဆက်ဆက်လို့ရပါတယ်နော်မဆက်တဲ့ခင်လေးဒါတော့ခွာပေးလိုက်ပါတော့ဒီလေးပေါ့ခွာပေးလိုက်ပြီးတော့ပြန်ဆက်လို့ရပါတယ်နော်ဒါတော့မဆက်တဲ့ခင်လေးဒီအငုတ်တွေကိုဘယ်လိုမျိုးဆက်ရမလဲပေါ့တော့ပြန်ဆက်လို့ရပါတယ်နော်မဆက်တဲ့ခင်လေးငယ်ချင်းလေးဒီငုတ်တွေကိုလဲပြီးတော့ပြန်ဆက်ပေးလိုက်ပါဒီလိုမျိုးပုံစံလေးဖြစ်ပါတယ်နော်ဒီနေ့မဆက်တဲ့ငယ်ချင်းလေးဒီပြင်ကတော့ထောင်ပြီးတော့ဆက်ပေးလိုက်ပါဖြစ်ပါတယ်ဒီနေ့ပေါ့နော်